လူမျိုးကျော်ညာကိမိုင်းတင်ဆက်မှုများမှာပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကမ္ဘာထူးခြားသတင်းတွေနဲ့မြန်မာပြည်နောက်ဆုံးရသတင်းအခြေအနေများကိုတင်ဆက်ပေးချင်တာဗျမတင်ဆက်ခင်မှာမိကုလေးတစ်ခုတော့မေးပြရစီဗင်နီဇွဲလားသမ္မတမာဒူရိုနဲ့သူ့မိမနေရာမှာမင်းအွန်လိုင်းနဲ့ကျူကျူလှဖို့သာအမေရိကန်ကဖမ်းခေါ်သွားရင်ဆိုတဲ့အတွေးတွေခင်ဗျားတို့တွေးနေတယ်မလားဟုတ်ပါတယ်ဒီကနေ့ကမ္ဘာပေါ်မှာထူးခြားလာတဲ့အပြောင်းလဲကြီးတစ်ခုဖြစ်ပေါ်လာပါတယ်အမေရိကန်ပြည်တော်စုသမ္မတဒေါ်နယ်ထရန့်ဟာဗင်နီဇွဲလားနိုင်ငံကိုဝင်ရောက်တိုက်ခိုက်ဖို့အမိန့်ပေးပြီးတပြိုင်နက်စပက်ဆိုင်ရာအဆောက်အအုံတွေကိုတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်ဗင်နီဇွဲလားသမ္မတနဲ့သူ့မိန်းမကိုနိုင်ငံတွေကိုဝင်ပြီးတော့ဖမ်းခေါ်သွားပါတယ်ကျွန်တော်စိတ်ထဲမှာမာလာနဲ့ကျူကျူလာတာအဲ့လိုလာဖမ်းရင်သိကောင်းမှာပဲလို့တွေးမိတာခင်ဗျားတို့ရောဆိုတော့ဒီပြည့်စင်ဟာတာမန်အားဖြင့်ကြည့်ရင်တော့ကိုမြတ်ကျော်ရဲ့ကျွန်တော်တို့ညမသတင်းတွေပဲနားထောင်ကြည့်တယ်ကမ္ဘာသတင်းတွေနားမထောင်ကြဘူးလို့ပြောစရာရှိတယ်နားထောင်တင်လို့ကျွန်တော်ပြောတာဖြစ်ပါတယ်ဘာကြောင့်နားထောင်တင်တာလဲဗင်နီဇွဲလားကိုအမေရိကန်ကဝင်ရောက်ဖမ်းဆီးမှုဟာမူရစေဝါကိစ္စနဲ့ဖြစ်ပါတယ်မဖမ်းဆီးခင်မှာတရုတ်သမ္မတနဲ့တွေ့ဆုံခဲ့သေးတယ်ဆိုတဲ့သတင်းရှိပါတယ်ဒါဟာညမတွေဦးတော်လန်ရေးနဲ့တွေ့ဝိုက်တာထက်ပိုတဲ့တက်ရောက်မှုရှိတာနိုင်တဲ့အခြေအနေတွေကိုကျွန်တော်တင်ပြချင်လို့ဖြစ်ပါတယ်တာတူမှာဒီကနေ့ပွင့်ဖြူမှာလဲကူးမှာသတင်းတို့တွေရှိနေတယ်လို့စင်ဖြူကျွန်းမှာတွေ့ဦးရုံးနေမီးရှို့ပလိုက်တဲ့သတင်းတွေရှိပါတယ်ဒါအပြင်ကင်ပြည်နယ်က KNA ဘီဂျက်ကနေပြောင်းလဲလိုက်တဲ့ KNA ကသူတို့ရဲ့မူလချက်မြုပ်ရွှေကုတ်ကုံမှာတက်ဆွဲလို့မရတော့ပဲစစ်တပ်ကထွက်ဖို့အမိန့်ပေးတာကိုနာမခံပဲအပြန်အလှန်တိုက်ပွဲများဖြစ်ဖို့အရေးအယောင်တွေလည်းရှိနေပါတယ်ဒီသတင်းတွေကိုတော့ကျွန်တော်ဟိုဘက် Alleggy Review Channel မှာပြည်တွင်းရေးရသတင်းများနဲ့ပတ်သက်ပြီးတည်တည်ချာချာသုံးသပ်ပြောကြားမှာဖြစ်ပြီးဒီလူမြတ်ကျော် Channel မှာတော့ဗင်နီဇွဲလားသမ္မတမာဒူရိုနေရာမှာမင်းအွန်လိုင်းကဖမ်းသွားလို့ကတော့ကွာဆိုတဲ့စကားနဲ့အစချီရင်နောက်ဆုံးချိန်များကိုတင်ပြပါရစေအဲ့တော့ဗင်နီဇွဲလားနိုင်ငံရဲ့မြို့တော်ဟာကာရာကတ်ဖြစ်ပါတယ်ကာရာကတ်ကိုအမေရိကန်တပ်တွေတပြိုင်နက်ဝင်တိုက်ပါတယ်ဒီမနေ့စောစောမှာပဲတင်းထန်တဲ့ပေါက်ကွဲမှုတွေဖြစ်နေပြီးတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဗင်နီဇွဲလားတွင်းကစစ်ဘက်ဆိုင်ရာအဆောက်အအုံများကိုတပြိုင်နက်တိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်ဗင်နီဇွဲလားနိုင်ငံဟာမနေ့အစောပိုင်းမှာအရေးပေါ်အခြေအနေကြီးညာလိုက်ရပါတယ်မူရီမောင်ခိုလုပ်ငန်းများလုပ်နေတဲ့ဗင်နီဇွဲလားအစိုးရအမေရိကန်တို့အကြားအတင်းမာမှုအမြင့်ဆုံးအခြေအနေရောက်သွားပါတယ်အဲ့တော့ဒီကနေ့မနေ့အစောပိုင်းမှာတိုက်ခိုက်မှုကိုအမေရိကန်ကအတည်ပြုလိုက်ပြီးတော့နနက်2 နာရီဝန်းကျင်မှာဗင်နီဇွဲလားနိုင်ငံမြို့တော်ကာရာကတ်မြို့မှာကျယ်လောင်တဲ့ပေါက်ကွဲမှုတွေထိတ်လန့်အော်ဟစ်တန်တွေလူနာတင်ကားတန်တွေကြားနေရတယ်အမေရိကန်လေနေအနှိပ်ပြန်တန်းနေပြီးမီးခိုးတွေမြောက်များစွာနဲ့မီးများလောင်ကျွမ်းနေတဲ့သတင်းတွေကိုကျွန်တော်တို့တွေ့နေရပါတယ်အဲ့တော့ဗင်နီဇွဲလားနိုင်ငံအစိုးရကဥဆောင်ပြီးလုပ်နေတဲ့မူရီစေဝါမောင်ခုမှုဒါတွေကိုမရက်တန့်ရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမြေပြင်တိုက်ခိုက်မှုများလုပ်မယ်လို့သတိပေးထားပြီးတဲ့နောက်ပိုင်းမှာဒီကနေ့တော့ဗင်နီဇွဲလားကိုဝင်တိုက်ပါအဲ့တော့ကျွန်တော်တို့ဘာကြောင့်တိုက်တယ်ဆိုတဲ့အခြေအနေကိုကျွန်တော်ခုနပြောထားသလိုမူရီစေဝါရောင်းဝယ်မှုအဲ့တော့မူရီစေဝါရောင်းဝယ်မှုနဲ့ပတ်သက်ပြီးကြားဖြတ်ပြောချင်တာကမြန်မာစစ်ဗိုလ်ချုပ်တို့ဟာလေမူရီစေဝါရောင်းဝယ်မှုတွေကိုတရဇက်လုပ်နေပါတယ်မြန်မာပြည်မှာကြားဖြတ်ရင်မူရီစေလုပ်ငန်းတွေဟာကမ္ဘာအကျော်ကြားဆုံးလုပ်ငန်းအဖြစ်ရှိနေပါတယ်လို့အမေရိကန်သမ္မတကိုဒီနေရာကနေသတင်းစကားပါပြစီကမ္ဘာဘိန်းထုတ်လုပ်မှုဟာအာဖဂန်နစ္စတန်ကိုကြော်တက်ပြီးကမ္ဘာအမြင့်ဆုံးအဆင့်ကိုရောက်ရှိသွားတဲ့ကျွန်တော်တို့နိုင်ငံမြန်မာနိုင်ငံဒီနိုင်ငံမှာဥဆောင်နေတဲ့မတရားအာဏာသိမ်းထားတဲ့စစ်ဗိုလ်ချုပ်တွေကိုဗင်နီဇွဲလားသမ္မတမာဒူရိုနဲ့သူ့ဇနီးကိုဖမ်းတယ်လို့လူသားမျိုးနဲ့တော့ဝင်ရောက်ဖမ်းဆီးနိုင်လိမ့်မယ်လို့ဖမ်းဆီးပေးနိုင်ခဲ့ရင်လို့ပြောနေပါတယ်ဒါဟာလူသားမျိုးနွယ်ပြဿနာပါမူရစေးကိုပြောင်ပြောင်တင်းတင်းထုတ်လို့ရောင်းချနေတယ်လို့ရန်ကုန်စစ်ကမ်းတွေကနေမူရဆွေတွေကွန်တိန်နာနဲ့ချီပြီးဥရောပနဲ့အမေရိကကိုထွက်နေပါတယ်အဓိကအေရှားဝေါ်စစ်ကမ်းလိုနေရာမျိုးကမူရစေးတွေဘိန်းတွေဟာစစ်တပ်ခွင့်မပြုဘဲနဲ့ထွက်လို့မရသလိုအေရှားဝေါ်စစ်ကမ်းဟာလည်းတရုတ်ရဲ့ကြောရနောက်ခံပြုတ်ပြီးတော့တရုတ်လူမျိုးပိုင်တဲ့စစ်ကမ်းလို့ကျွန်တော်တို့သိရှိထားရပါတယ်ဒီကနေဘိန်းတွေမပြတ်ထုတ်လုပ်နေပြီးတော့အမေရိကန်ပါဝင်အနောက်နိုင်ငံတွေကိုပို့ဆောင်နေတယ်ဆိုတဲ့သတင်းတွေကိုကျွန်တော်တို့တဲ့ FBI ပါဝင် CIA ကမ္ဘာအမေရိကန်ရဲ့ထောက်လှမ်းရေးသတင်းတွေအရပုံမသိရှိလိမ့်မယ်လို့ကျွန်တော်ယူဆတယ်
ဒါကြောင့်မို့အာဖဂန်နစ္စတန်ပြီးရင်ဘိန်းထုတ်လုပ်မှုအမြင့်ဆုံးမြန်မာနိုင်ငံကိုလည်းမွေးစေဝါရှောင်းဝယ်မှုတွေနဲ့ပတ်သက်ပြီးအမေရိကန်ကဝင်ရောက်တားဆီးမဲ့အကြောင်းအရာတစ်ခုရှိနေပါတယ်အဲ့တော့ဗင်နီဇွဲလားနဲ့တရုတ်သမ္မတနဲ့မကြာခင်ကတွေ့ဆုံခဲ့တယ်တရုတ်အကြောင်းပြောရင်ညီမຫນွေဦးတော်လိုင်းကြီးကပါလာပြီညီမຫນွေဦးတော်လိုင်းကြီးအကြောင်းပြောရင်တရုတ်ကမပါမဖြစ်ကိစ္စဆိုတော့ဒီလိုပဲပနာမကိစ္စမှာတော့ကလည်းဒီလိုပဲပနာမတူမြောင်းကိုတရုတ်ကလော်ကြီးအုပ်ဖို့ကြံစီနေတာကိုအမေရိကန်ကချက်ချင်းရီရာသတန်ပေးတဲ့အချိန်မှာပနာမသမ္မတဟာတရုတ်နဲ့ချုပ်ဆိုရတဲ့စာချုပ်မှန်သမျှဖျက်သိမ်းလိုက်ရပါတယ်ဗင်နီဇွဲလားဆိုလေတရုတ်ရဲ့ကြောရောက်နောက်ခံရှိတဲ့အစိုးရဖြစ်ပါတယ်ဒါဆိုတရုတ်ပါလို့နေတရုတ်ရဲ့ကြောရောက်နောက်ခံအစိုးရတစ်ခုဖြစ်တဲ့အီရန်နိုင်ငံကိုလည်းအမေရိကန်က B2 ကဲ့သို့သောဘုံကျဲလေရင်ကြီးများနဲ့ဝင်ပြီးဘုံကျဲပစ်ခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့ညီမຫນွေဦးတော်လှန်ရေးနဲ့ညီမနိုင်ငံကိုဝင်ရောက်ဆွတ်ဖက်နေတဲ့ညီမနိုင်ငံကိုကျုံပြုတ်ဖို့စ조사နေတဲ့တရုတ်ဟာညီမရဲ့အကျင့်စာရိတ္တညီမရဲ့တယံဇာတတွေကိုဂုံသွေးစုပ်ညီမအကျင့်စာရိတ္တကိုဖျက်ဆီးပြီးမူရည်စေးနဲ့ကြားဖြန့်လုပ်ငန်းတွေကိုကဘာကိုတင်ပို့တဲ့နေရာမှာကြားခံအဖြစ်ဆောင်ရွက်နေတာကိုနိုင်ငံတကာအစိုးရများနဲ့အမေရိကန်နိုင်ငံတို့သတင်းစကားပါပြစီအဲ့တော့ဒီကနေ့မှာတော့စစ်ပွဲများကမ္ဘာရဲ့စစ်ပွဲကြီးအမေရိကန်ဝင်တိုက်တဲ့စစ်ပွဲဟာကမ္ဘာတဝန်းလုံးကိုပြန့်နှံ့သွားပါတယ်။ဒါတို့တရုတ်နဲ့မကြာခင်ကမှသဘောထားတင်းမာနေတဲ့ဆက်ဆံရေးတင်းမာလာတဲ့ဂျပန်နိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ထိုင်ဝမ်ကိုဂျပန်နဲ့အမေရိကန်ကကာကွယ်မယ်လို့ပြောထားရက်သားနဲ့မြန်မာစစ်ဗိုလ်ချုပ်မင်းအောင်လှိုင်ဦးဆောင်တဲ့ဂျပန်စစ်ကောင်စီဟာထိုင်ဝမ်ဟာတရုတ်ပိုင်ပါတယ်ဆိုပြီးတရုတ်ဘက်ကပြောင်ပြောင်တင်းတင်းရက်တီနေတာကိုလည်းသတင်းစကားပါပြစီဒါဆိုရင်တော့မြန်မာစစ်ဗိုလ်ချုပ်တစုဟာတရုတ်နဲ့လက်ဝါးချင်းရိုက်ပြီးမူရည်စည်းနဲ့ကြားဖြန့်ထိုင်ဝမ်အရေးအပါဝင်မတရားဆောင်ရွက်မှုတွေမှာခိုင်ခိုင်မာမာပါဝင်ပတ်သက်နေတယ်ဆိုတဲ့အချက်ကိုတော့အမေရိကန်သမ္မတပါဝင်လူကြီးမင်းများကကျွန်တော်တို့ပုံမှုသိရှိလိမ့်မယ်လို့ယူဆတဲ့အတွက်ထူထူတော့ပြောမနေတော့ဘူးအဲ့တော့ဗင်နီဇွဲလားသမ္မတမာဒူရိုကိုဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုအမေရိကန်သမ္မတထရန့်ကသူ့ရဲ့ Trump Social Media တစ်ဆင့်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်အမေရိကန်ပြည်ထောင်စုသည်ဗင်နီဇွဲလားနိုင်ငံခေါင်းဆောင်နီကိုလတ်မာဒူရိုပေါ်ကြီးမားသောစစ်စင်ရေးတရက်ကိုအောင်မြင်စွာဆောင်ရွက်ခဲ့ပါသည်မာဒူရိုနှင့်၎င်း၏စနီးကိုဖမ်းဆီးရမိခဲ့ပြီးနိုင်ငံပြင်ပသို့ခေါ်ဆောင်သွားပြီဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအတည်ပြုလိုက်ပါတယ်အဲ့ဒီနေရာမှာမင်းအောင်လှိုင်နဲ့ကျူကျူလာကိုဖမ်းဆီးခေါ်ဆောင်သွားပြီဖြစ်ကြောင်းအမေရိကန်သမ္မတကအတည်ပြုလိုက်ပါပြီဆိုရင်ဘယ်လောက်ပြောဖို့ကောင်းလိုက်လဲဆိုတော့ထားပါအဲ့တော့လက်ရှိချိန်မှာတော့မူစေဝါရောင်းဝယ်ဖောက်ကားမှုဆွဲချက်တွေနဲ့အလိုရှိနေတဲ့မာဒူရိုကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဒီဖြစ်ကိုကြည့်မယ်ဆိုရင်ဒီဖြစ်နဲ့ထပ်တူ1989ခုနှစ်ကပနာမနိုင်ငံကိုအမေရိကန်တပ်တွေဝင်ရောက်ကခေါင်းဆောင်ပနာမရဲ့ခေါင်းဆောင်မရူရဲနိုရီဂါကိုဖမ်းဆီးသည့်ဖြစ်ရဲ့နောက်ပိုင်းမှာအမေရိကန်ဟာနိုင်ငံသားတိုင်းပြည်ရဲ့ခေါင်းဆောင်တဦးကိုသူ့နိုင်ငံပိုင်နယ်တပ်ကိုဝင်ရောက်ဖမ်းဆီးတဲ့အကြီးမားဆုံးစစ်စီးရေးတစ်ခုထပ်ဖြစ်လာပါတယ်အဲ့တော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဆက်လက်ဆောင်ရွက်မဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဒီနေ့လေ7နာရီမှာဖလော်ရီဒါပြည်နယ်မှာရှိတဲ့သူ့ရဲ့အိမ်မှာရှင်းလင်းပွဲတွေလုပ်ခဲ့တယ်လို့အမေရိကန်အစိုးရဟာမာရူတိုကိုဖမ်းဆီးရမိရင်စုငွေဒေါ်လာတန်ပေါင်းများစွာပေးမယ်လို့လည်းစုချင်းငွေထုတ်ထားခဲ့တာပါကဲမာဒူရိုကိုဖမ်းဆီးပြီးတော့ဒီစစ်စင်ရေးကိုအဆုံးသတ်တယ်ဒီ PR ပေးမှုရဲ့အထုပ်ထိပ်ရလက်တစ်ခုလို့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့မာဒူရိုဖြစ်စဉ်နဲ့နီးတူအရှိမအီရန်ကိစ္စရှိတယ်ပနာမကိစ္စရှိတယ်ဒီနိုင်ငံတွေကိုကြည့်မယ်ဆိုရင်အာနာရှင်ကဲ့သို့သောနိုင်ငံတွေဖြစ်ပါတယ်အဲ့တော့ကမ္ဘာတစ်ဝန်းကအာနာရှင်တွေနောက်မှာရှိနေတာကတရုတ်ဖြစ်ပါတယ်အဲ့တော့အမေရိကန်ဟာတရုတ်ကိုပတ်လေပိတ်ဆို့ပြီးတော့တစ်ဖက်မှာထိုင်ဝမ်ကိုအကြောင်းပြပြီးဂျပန်နဲ့တည်ထားတာကိုတွေ့ရပါတယ်တစ်ဖက်မှာလည်းတရုတ်ရဲ့ကြားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးကမ္ဘာရာဇဝတ်ကောင်တွေအဖြစ်ကြီးညာထားတဲ့သူတွေဟာမြန်မာပြည်ထဲမှာရှိနေပါတယ်ဒါဆိုရင်ဗင်နီဇွဲလားပြီးရင်နောက်ထပ်စစ်စင်ရေးဆောင်ရွက်မဲ့နိုင်ငံနောက်ထပ်စုကြွေးငွေထုတ်မဲ့သူဟာဘယ်သူဖြစ်မယ်လို့ထင်ပါတယ်ဒီအချိန်မှာတော့တရုတ်ကအကြီးအကျယ်ပလောင်စုနေပါတယ်တရုတ်ကျော်နောက်ခံပေးထားတဲ့အီရန်နိုင်ငံကိုလည်း B2 ကဲ့သို့ဘုံချဲခဲ့တယ်တရုတ်ကပနာမတူးမြောင်းကြီးကိုဂုတ်သွေးစုပ်အမျက်ထုတ်ပြီးပိမ့်ပိုက်ဖို့ကြံစီမှုကိုလည်းအမေရိကန်ကရိပ်မိပြီးတော့ပနာမသမ္မတကိုရာဇသံပေးပြီးတဲ့နောက်ပိုင်းမှာတရုတ်နောက်ဆုတ်သွားရပါတယ်ဆိုတော့အမေရိကန်နဲ့တရုတ်ဟာမကြခင်ထိတ်တိုက်တွေ့နိုင်စရာအရေးဟာထိုင်ဝမ်အရေးဖြစ်လာနိုင်ပါတယ်
မြန်မာပြည်တော့အမေရိကန်ကစစ်တိုက်မလားမတိုက်ဘူးလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့သုံးသက်ချက်တွေထဲမှာတော့အမေရိကန်ဟာသူ့အကျိုးစီးပွားအတွက်မြန်မာနိုင်ငံကိုစစ်တိုက်မှာမဟုတ်ဘူးလို့သုံးသက်မှုတွေကိုခဏခဏကြားနေရပေမဲ့မြန်မာဟာအာရှတိုက်ရဲ့ geopolitics ပထဝီနိုင်ငံရေးရာအင်မတန်အချက်ချာကြတဲ့ကြီးလီစစ်စင်ရေးများဆောင်ရွက်လို့ရတဲ့စစ်အခြေစိုက်စခန်းကြီးများတည်ဆောက်လို့ရတဲ့ပင်လယ်ထွက်ပေါက်ကြီးများကိုပိုင်ဆိုင်ထားတဲ့နိုင်ငံအင်မတန်တန်ဖိုးကြီးတဲ့မဟာဗျူဟာမြောက်ပထဝီနိုင်ငံရေးအရေးပါတဲ့နိုင်ငံတစ်ခုဖြစ်တယ်ဆိုတာအမေရိကန်ဟာမသိဘဲနေမှာမဟုတ်ပါဘူးကိုကျွန်းလိုနေရာမျိုးကိုတရုတ်ကအထိုင်ချတက်ဆွဲထားတာကိုလည်းအမေရိကန်ကမသိဘဲနေမှာမဟုတ်ပါဘူးဒါနဲ့တစ်ဖက်မှာစိတ်မာတင်ကျွန်းကိုလည်းအမေရိကန်ရဲ့ဘင်္ဂလားဒေ့ရှ်အကူအညီနဲ့ဝင်ရောက်တက်ဆွဲမှုတွေစစ်စကန်တိစောက်မှုတွေရှိတယ်ဆိုတဲ့သတင်းတွေကြားနေရတယ်လို့စိတ်မာတင်ကျွန်းဟာလည်းဘင်္ဂလားပင်လယ်အော်ကြီးကိုပိတ်ဆို့ထားနိုင်မဲ့အခြေအနေတည်းဖြစ်တယ်လို့အာကတ်တော် A နဲ့အမေရိကန်ရဲ့ပူးပေါင်းကူညီမှုတွေရှိနေပြီဆိုတဲ့သတင်းကလည်းရိုးတိုးရိတ်တိတ်ထွက်ပေါ်လာနေပါတယ်ဆိုတော့ကလက်ရှိဗင်နီဇွဲလားအရေးခင်းဟာအမေရိကန်နဲ့ဗင်နီဇွဲလားအရေးခင်းနေမကကမ္ဘာနိုင်ငံရေးနဲ့မြန်မာနိုင်ငံရေးပေါ်မှာပါတွယ်ဝိုက်တာတက်ပူတဲ့တက်ရောက်မှုတွေရှိနေတာကိုတော့ကျွန်တော်တို့ညင်းလို့မရဘူးဒါကြောင့်မို့ကျွန်တော်တို့အမြင်မြင်ရှိအမြင်ကျကျနဲ့ဆက်လက်ပြီးတော့တရုတ်ဟာကျွန်တော်တို့နိုင်ငံရဲ့ဖြစ်စဉ်တွေပေါ်မှာဆွတ်ဖက်ပြီးစီ3စီးတို့စီ5စီးတို့လာတားเสียမလို့လောက်တဲ့အချုပ်ချာပိုင်းနိုင်ငံတစ်ခုရဲ့ဂုံတိတ်ခါကိုရဖို့အတွက်ကျွန်တော်တို့ကအမေရိကန်ကိုအကူအညီတောင်းတဲ့ရင်တောင်းရမှာပဲဖြစ်ပါတယ်အကူအညီတောင်းဆိုတဲ့နေရာမှာလဲနိုင်ငံရေးစီတော်လှန်ရေးဆိုတာက give and take အပေးယူသဘောရှိပါတယ်ကျွန်တော်တို့ကိုဒါလုပ်ပေးရင်ခင်ဗျားတို့ကိုဒါပေးပါမယ်ဆိုတဲ့အပေးယူတွေကိုလည်းကျွန်တော်တို့ကကမ်းလှမ်းဖို့လိုအပ်ပါတယ်ဥပမာမြေရှားတတ်ထုလိုကိစ္စမျိုးစစ်အခြေစိုက်စခန်းတိဆောက်ပြီးမာလာဖက်စစ်တပ်ကိုသာအနိုင်တိုက်ပေးရင်ကျွန်တော်တို့နှစ်ပေါင်း90ကြာဘာလုပ်ခွင့်ပေးပါမယ်ဆိုတဲ့အပေးယူသဘောတွေကိုဆောင်ရွက်ကြဖို့လိုပါတယ်တရုတ်ကတော့ဘယ်တော့မှကျွန်တော်တို့ပေါ်ပြောင်းလဲမဲ့သဘောထားမရှိပါဘူးကျွန်တော်တို့ပြည်သူလူထုရဲ့နေ့စဉ်တေချီအကြံဖတ်တိုက်ခိုက်ခံရမှုကိုမျက်ကွယ်ပြုပြီးသူ့ရဲ့အကျိုးစီးပွားလုံခြုံရေးကိုသာဦးစားပေးတဲ့ကျင့်ဝတ်မဲ့သောနိုင်ငံနဲ့ကျွန်တော်တို့အိမ်ကြီးချင်းဖြစ်နေရတာဟာကျွန်တော်တို့အတွက်အင်မတန်ကန်ဆိုးလာပါတယ်ကြိုက်ချင်ကြိုက်မကြိုက်ချင်နေနိုင်ငံတကာနီးတွေတန်နီးတွေညနာပေါ်မှာပြုံးပြနောက်ကျောကိုဓာတ်နဲ့ထိုးကြတဲ့ရုပ်မာတဲ့ကမ္ဘာနိုင်ငံရေးတန်တမန်အခင်းချင်းကိုကျွန်တော်တို့စိတ်ဝင်စားပါကျွန်တော်တို့စိတ်ဝင်စားတာကျွန်တော်တို့တော်လန်ရေးနဲ့ကျွန်တော်တို့ပြည်သူဟာလွတ်လပ်စွာရှင်တန်ခွင့်လွတ်လပ်တဲ့မျှော်လင့်ချက်နဲ့အနာဂတ်အိမ်မက်တွေကိုမှတ်ခွင့်ကျွန်တော်တို့လွတ်လပ်ငြိမ်းချမ်းတဲ့နိုင်ငံလေးမှာကျွန်တော်တို့ပြည်သူတရားဟာအေးအေးချမ်းချမ်းလုံလုံခြုံခြုံနေထိုင်ခွင့်နေ့စဉ်အလုပ်လုပ်ပြီးဝင်ငွေထက်ငွေမျှတသောဘဝလေးကိုပိုင်ဆိုင်ခွင့်သူ၏သားသမီးများတိုးတက်တဲ့ဘဝလမ်းခီးနဲ့အတူဆက်ပြီးတော့အနာဂတ်အိမ်မက်တွေကိုမှတ်ခွင့်ဒါလေးတွေကိုသာကျွန်တော်တို့မျှော်လင့်နေတာဖြစ်ပါတယ်အများပြောတာကတော့ဒီမိုကရေစီတို့ဖက်ဒရယ်တို့ပေါ့ဗျာအမှန်ကတော့လွတ်လပ်လုံခြုံအေးချမ်းတဲ့တရားဥပဒေစိုးမိုးတဲ့နိုင်ငံလေးမှာဘယ်သူမှအနိုင်မကျင့်ပဲအေးအေးချမ်းချမ်းအသက်ရှင်ရက်တည်နေလို့ခြင်းသာဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူလူထုစီမှာတမရာလည်းလုံမှာမဟုတ်ပါဘူးအမတ်လည်းလုံမှာမဟုတ်ပါဘူးအာဏာကိုလည်းစိုးစစ်မြမမှန်မောပါဘူးသို့တော့အာဏာရယူဖို့ကြိုးစားတဲ့လူအစုတွေရဲ့အကြောင်းကြောင့်စစ်မှန်ဖြစ်ပွားနေရတဲ့ကျွန်တော်တို့ပြည်သူတွေဟာပဲလော်ကြားစညက်ကျွဲနှစ်ကောင်ရားတဲ့ကမြေစာပင်ကဲ့သို့နှစ်ဖက်ကြောက်ရဘဝကိုတဖြည်းဖြည်းရောက်ရှိလို့လာနေပါတယ်ဒီအဖြစ်အပျက်တွေကိုရပ်တန့်နိုင်ဖို့နီလန်းဟာအင်အားကြီးတဲ့အမေရိကန်နိုင်ငံမျိုးကလူသားချင်းစာနာမှုနဲ့ကူညီမှုတော်၎င်းတရားမျှတမှုရှိတဲ့ကျင့်ဝတ်နဲ့ညီတဲ့တော်လှန်ရေးတပ်များကအမြန်တိုက်ခိုက်အောင်ပွဲရပြီးပြည်သူကိုကယ်တင်ဖို့တော်၎င်းဒီနည်းပဲရှိပါတယ်မာလာဖက်စစ်တပ်ကတော့အရှင်ထွက်မှာမဟုတ်ပါဘူးဒီကနီးတီအာနာကိုစုပ်ကင်မဲ့အနေအထားမျိုးနဲ့တိုင်းပြည်နဲ့လူထုကိုအဆုံးစွန်ဒုက္ခပေးပြီးရက်ဆက်တပ်ဖြတ်မှုတွေလုပ်နေကြတာကိုတော့အားလုံးသိရှိပြီးဖြစ်တဲ့အတွက်ရှည်ဝေးပြောမနေတော့ပါအဲဒီတော့ဒီနေ့ဗင်နီဇွဲလားနိုင်ငံကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်အမိန့်နဲ့ဝင်ရောက်တိုက်ခတ်ပြီးဗင်နီဇွဲလားသမ္မတမာဒူရိုနဲ့သူ့ဇနီးကိုဖမ်းဆီးမှုလိုပဲကျွန်တော်တို့နိုင်ငံမှာကြားဖြန့်မှုရစေးတွေကိုတရားဝင်တဲ့ပွဲလောက်ခွင့်ပေးနေပြီးတော့ကမ္ဘာမှုရစေးတင်ပို့မှုစိုက်ပျိုးမှုအများဆုံးနိုင်ငံအဖြစ်ရောက်ရှိနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံကစစ်ကောင်းဆောင်စုကိုလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တကွနိုင်ငံတကာအင်အားစုများအရေးယူပေးနိုင်တဲ့အခြေအနေမျိုးအချက်လက်မျိုးရှိနေပါတယ်လို့တိကျတဲ့သတင်းစကားလာပါခြင်းဖြစ်ပါတယ်အဲ့တော့ပြည်တွင်းရေးကရှုပ်ဖေးပါတယ်ပြည်တွင်းစစ်ဖြစ်နေတယ်မင်းတို့နိုင်ငံကြီးကဘာဖြစ်တယ်ညာဖြစ်တယ်မဟုတ်ပါဘူးကျွန်တော်တို့ပြည်တွင်းအခြေအနေကအင်မတန်ရှင်းလင်းလာပါတယ်ကချင်ကယားကရင်ချင်းမွန်ညီမရခိုင်ရှမ်းအ
ပါဝင်တိုင်းသားလူမျိုးစုအသီးသီးနဲ့ကျွန်တော်တို့ပြည်သူတရက်လုံးဟာမတရားအာဏာသိမ်းထားတဲ့မဟာလာဖက်စစ်တဲ့စစ်အာဏာရှင်ကိုပြန်လဲတုတ်ပြန်ပြီးတော်လှန်နေတာဖြစ်ပါတယ်။ဘာကြောင့်တော်လှန်နေတာလဲဆိုတော့ကျွန်တော်တို့ပြည်သူလူထုကိုမတရားတပ်ဖြတ်အနိုင်ကျင့်မီးရှို့ပြချတယ်။နံပါတ်1ကျွန်တော်တို့ပြည်သူရဲ့မျှော်လင့်ချက်အိမ်မက်တွေကိုရိုက်ချိုးတယ်။နံပါတ်3ကျွန်တော်တို့နိုင်ငံတွင်းကကျွန်တော်တို့ပြည်သူလူထုအပါအဝင်တကြီးရွယ်အိုကလေးတငယ်အပါအဝင်ကျွန်တော်တို့ပြည်သူလူထုဟာလွတ်လပ်လုံခြုံငြိမ်းချမ်းပြီးတရားဥပဒေစိုးမိုးတဲ့ဝင်ငွေထွက်ငွေမျှတတဲ့နိုင်ငံလေးတစ်ခုမှာနေချင်းယုံတက်တက်စံသားနဲ့ဒီအချက်တွေကိုအားလုံးရိုက်ချိုးရတဲ့မင်းအောင်လှိုင်ကိုဖက်စစ်စစ်အုပ်စုကိုတော်လှန်နေတာဖြစ်ပါတယ်ခင်ဗျ။ဒီတက်တိကျတဲ့သတင်းစကားတော့ကျွန်တော်ပေးစရာမရှိတော့ပါဘူး။ထပ်ပြီးတိတိကျကျသိချင်ရင်စစ်တပ်ရဲ့မတရားကုတ်သွေးဆုံးမှုဆွေးစင်မျိုးဆက်နိုင်ငံပေါ်မှာအနိုင်ကျင့်မှုတွေနောက်ကကြောက်စက်နေဦးနေဝင်းကစယနေ့ထိနိုင်ကျင့်မှုကုတ်သွေးဆုံးမှုစစ်မျိုးဆက်တွေခံမှန်းလို့မရလောက်အောင်ကြွယ်ဝချမ်းသာမှုတွေနဲ့စီဝါရေးလူမှုရေးကျန်းမာရေးပညာရေးတင်းကျိုင်းကုန်းမှာမကြံစစ်တပ်ကလဝကြီးအုပ်ထားမှုတွေကိုကျွန်တော်ကိုယ်တိုင်အသက်နဲ့ရှင်းပြီးတိတိကျကျပြောပြလို့ရပါတယ်ကျွန်တော်တို့ပြောပြချက်တွေတစုံတရာမှားယွင်းနေချက်ချင်းကျိုးစင်တင်လိုက်ပါဆိုတော့ဒီအခြေအနေတွေကိုဘာလို့ပြောနေတာလဲဆိုတော့ခုနကျွန်တော်ထက်ခါပြောသလိုကျွန်တော်နိုင်ငံကျွန်တော်တို့ပြည်သူတွေဟာဘယ်သူကမှမကြောက်ရတဲ့လွတ်လပ်လုံခြုံအေးချမ်းတဲ့ဝင်ငွေထွက်ငွေမျှတတဲ့တရားဥပဒေစိုးမိုးတဲ့ကိုယ့်ရလေးမှာခေါင်းပြအောင်အိတ်ချင်ုံတက်တက်ပါပဲလို့အနုညွတ်ပြောကြရင်ဒီကနေ့ရန်ကုန်ခရိုင်ထွေအုပ်ရုံးပေါက်ကွဲမှုတွေရှိနေတယ်လို့ပွင့်ဖြူမှာအုပ်ချုပ်ရေးမှုတွေပြစ်ခတ်ခံရပါတယ်ကတာရဲ့နန်းစီရီယန်ဒီထဲမှာဘောလီတဲ့ခိုးလာပြီးတော့မိမရောက်ဆောင်ထွက်ပြေးတဲ့သတင်းမျိုးကျွန်တော်ပြောချင်တာပါဒါပေမဲ့အဲ့ဒီသတင်းလေးကိုကျွန်တော်ဟိုဘက် LG review မှာပြောမယ် LG review မှာအဓိကပြောမယ့်အချက်ကရွှေကုတ်ကူမှာစစ်ဖြစ်တော့မလားဖြစ်ပါတယ်အဲ့တော့မာဒူရိုပြီးရင်မင်းအောင်လိုက်လားကမ္ဘာအာဏာရှင်တွေကိုအမေရိကန်တော်သမ္မတဒေါ်နယ်ထရန့်ဟာထိန်းကျောင်းနိုင်တဲ့စစ်စင်ကြီးတွေစတင်တော့မလားမာဒူရိုနဲ့သူမိမအစားမာလာနဲ့ကျွလာတာဖမ်းခေါ်သွားကြပါလို့မြန်မာပြည်သူတွေအလုံးကတောင်းဆိုရှင်ဗင်နီဇွဲလားတိုက်ခိုက်မှုတွေသမ္မတဖမ်းဆီးမှုဟာတာမန်ကိစ္စမျိုးတော့မဟုတ်ပါဘူးထိုင်ဝမ်ဟာလည်းကမ္ဘာစစ်ဖြစ်လာနိုင်တဲ့တရုတ်ကိုဆွဲထုတ်ဖို့ကြိုးစားနေတဲ့မီးစာတစဖြစ်တယ်လို့မကြာခင်ကတရုတ်သမ္မတနဲ့တွေ့ခဲ့တဲ့ဗင်နီဇွဲလားဟာလည်းမင်းတို့တရုတ်အားကိုလည်းအမေရိကန်ကစောက်ကြည့်မဆိုင်ဘူးဆိုပြီးဝင်တိုက်ပြတာဖြစ်ပါတယ်ပနာမှာလည်းထိုကဲ့သို့ပါပဲဒီတပွဲမှာတရုတ် policy အရေးနှိမ့်မှုတွေကိုအတက်ကသုံးသက်သင်ခန်းစာယူရင်းတရုတ်အခက်မြန်မာတော်လှန်ရေးအချက်ဖြစ်အောင်အားလုံးညီညွတ်ညွတ်စူးစမ်းကြပါလို့တိုက်တွန်းရင်အောင်မွေးကိုအတူချယူမယ်အောင်မွေးရရင်လက်ဖိတ်ဆိုင်တူတိုင်းကျွန်တော်ကပေါ်စင်တောင်းတာအားလုံးကိုကျေးဇူးတင်ပါတယ်